အားလုံးပဲမင်္ဂလာပါပိုင်လေးကိုဒီထဲမှာအခုပိုင်လေးကိုကြည့်နေတဲ့ကြည့်ရှုသူတွေပေါ့နော်ပိုင်လေးရဲ့ကြည့်နေတဲ့သူတွေပိုင်လို့တစ်ချက်လောက်ပြောပေးပေါ့နော်မမခိုင်နေဝေရဲ့ဂေဟာကိုပေါ့နော်ငွေလူဖူးလာပိုင်လေးအခုမြန်မာငွေ350လောက်ကိုဒီမြင်ငယ်လျင်အတွက်ပေါ့နော်ပိုင်လေးလှူဒန်းချင်လို့ပါလို့နော်နောက်ပြီးတော့ပိုင်လေးကFacebook မှာပေါ့နော်ဒီခိုင်နေဝေရင်သွင်းငယ်ဂေဟာကိုပိုင်လေးရေးချလိုက်တာအတူတွေအများများတယ် follower ကြည့်တာလဲ follower လည်းတိတ်မများဘူးပေါ့နော်အဲ့ဒါလေးတော်တော်ဆိုးတယ်ဒီလားပွဲလက်တုံးကိုဖြောင်ဝင်ခန်းတဲ့လက်ကြောမတင်တဲ့သူတွေအရန်ပေါ်လို့ပါအဲ့တော့ဒီမှာပိုင်ပြမယ်ပိုင်လေးကလောကတဲ့2ရက်လောက်ခရဲကနေပြီးတော့မှဆက်သွယ်ထားတာပေါ့နော်ဒီမှာမခိုင်နေဝေရဲ့ရင်သွင်းငယ်ကလေးများကြီးဟာဒီဟာတော့အစ်စ်တင်တဲ့ follower များတယ်ဒီမှာမင်္ဂလာပါလို့အဲ့ဒီကတည်းကပြီးတော့စာလေးရေးထားတာပေါ့နော်ပိုင်လေးကိုစာမပြန်ဘူးအဲ့ဒါအခုပြန်ပြီးတော့ရေးထားတယ်ပိုင်လေးအလှူလေးလှုပ်ချင်လို့ပါလို့ဒီခိုင်နေဝေဒီရင်သွင်းငယ်ကလေးများကိုပြောထားတော့တော်တော်ကြာပြီ2ရက်လောက်ရှိသွားပြီပေါ့နော်စာမပြန်ဘူးအဲ့ဒါကြောင့်ပိုင်လေးကဒီမှာမခိုင်နေဝေရဲ့ဒီမှာဒီဟာကိုလည်းပြန်ပြောထားတယ်ဒီမှာဒါတော့ blue match ရှိတယ်ဆိုတော့ဒါအကောက်စစ်တင်တယ်တိလားနော်အဲ့ဒါလည်းပြောထားတယ်ပြီးကနေ့ကစာမပြန်ဘူးဒီနေ့ပြန်ရေးထားတယ်နားလဲတယ် तू ကကျတော့လှုပ်ရှုပ်တယ်အခုချိန်မှာလည်းအလှူတဲ့လူတွေနဲ့လည်း तू ရှုပ်နေမယ်ပေါ့နော်စာပြီးတော့စာတော့ရောက်တိုင်းကိုပြန်လို့နိုင်မှာမဟုတ်ပိုင်ကိုယ်တိုင်လည်းနာကိုချင်းစားတယ်ပေါ့နော်ကိုယ်တိုင်လည်းအချိန်သိမ့်မရဘူးလေအဲ့လိုစာပြန်လို့အချိန်မရဘူးဒါပေမဲ့အခုပိုင်လေးကတော့ပြောထားတာပေါ့နော်ငွေလူချင်ပါတယ်လို့အဲ့တော့ဒီထဲမှာပိုင်လေးကိုကြည့်နေတယ်ပိုင်လေးကကြည့်ရှုသူတွေမမခိုင်နေဝင်ငွေလူဖူးတယ်ဆိုလို့ရှိရင်လည်းတစ်ချက်လောက်ပြောပေးပါဦးနော်တစ်ချက်လောက် comment မှာပိတ်အစ်စ်ကိုချပေးပါ link လည်းချပေးပါစောနာဟာတော့အစ်စ်တော့ထင်တာပဲဒါပေမဲ့စာမပြန်ဘူးဆိုတော့လေဒါပေမဲ့ဒီမှာတော့ဒီမှာဗာလဲ KB တွေနောက်ပြီးတော့ဒီလိုမျိုးတွေပေါ့ women တွေသူကဖုန်းနံပါတ်တွေချလာတယ်ကိုထက်လိုက်တဲ့ခါကျတော့လို့ရှိရင်အဲ့လိုမျိုးပေါ့နော်အတူတွေဒီလိုမျိုးဖြစ်မှာဆိုလို့ကိုကတော့လန့်လာပေါ့နော်ငွေကဘယ်လိုပြောမလဲ350ဆိုတော့ဒီချိန်မှာလည်းမနေဘူးပေါ့နော်အဲ့တော့ကိုကထိုင်းနိုင်ငံမှာဖြစ်တော့ကိုကအဲ့လိုမျိုးယုံကြည်စိတ်ချလို့ရတဲ့သူနဲ့လှူချင်တာပေါ့နော်ကိုယ်ကနေသွားလှူချင်မဲ့လေကိုကတစ်ဖက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်အဲ့တော့ဒီထဲမှာကြည်နေတဲ့သူတွေပိုင်လေးကိုတစ်ချက်လောက် comment မှာရေးပေးပါဒီမမခိုင်နေဝေကလေးရင်သွေးကဂေဟာပိတ်အစ်စ်ကိုချပေးပါတကယ်လို့အစ်စ်ဟုတ်တယ်ပိုင်လေးရင်မှန်လဲဆိုရင်ဒီမှာသူငွေလွှဲခိုင်းထားတဲ့ဘန်တွေကိုပိုင်လေးကလွှဲပေးမယ်ပေါ့နော်ပြီးရင်ပိုင်လေးလွှဲပြီးသားတဲ့ဒီဖြတ်ပိုင်ကိုပို့ထားပေးမယ်ရတယ်သူအားတဲ့အချိန်ကြည့်လို့ရအဓိကမှန်မမှန်ဟုတ်ပဲပိုင်လေးကလိုချင်တာပေါ့နော်အဲ့တော့ချက်လောက်ရေးပေးပါဒါပိတ်ရောပိုင်လေးရဲ့ဒီအကောက်ခိုင်နေဝေဆိုတဲ့အကောက် blue match ရှိတယ်ဒီအကောက်ကိုလည်းပိုင်လေးကပြောထားတယ်စာမပြန်လို့เนาะအဲ့ဒါကြောင့်တစ်ချက်လောက်comment မှာရေးပေးပါလို့မြတ်တာရက်ခံပါတယ်เนาะပိုင်လေးကိုလည်းဒါကိုတတ်နိုင်တဲ့လောက်ပေါ့เนาะပိုင်လေးငွေ350လှူပါမယ်เนาะဒီငွေတွေဆိုတာလည်းပိုင်လေးကိုအားပေးတဲ့သူတွေပိုင်လေးကြီးစုနေတဲ့သူတွေပိုင်လေးကြော်ညာလုပ်ကိစ္စအပ်တဲ့သူတွေကနေပြီးတော့ရတယ်ငွေဆိုအားလုံးရဲ့ငွေဆိုတာလည်းမမှားဘူးအဲ့တော့တစ်ချက်လောက်ကူညီပေးကြပါလို့မြတ်တာရက်ခံပါတယ်လို့เนาะတကယ်လို့ okay တယ်ဒီဟာတွေမှန်ကန်တယ်ဆိုပြီးပိုင်လေးတစ်ခါလေးလွှဲထည့်ပြီးတော့ဖြတ်ပိုင်မှာတစ်ခါလေးပို့ထားမယ်เนาะကျေးဇူးအများကြီးတင်ပါတယ်လို့เนาะတစ်ချက်လောက်ကူညီပေးပါဦး comment တွေမှာเนาะဟုတ်ကဲ့ပါလားနိုင်တဲ့လောက်ပေါ့เนาะအားလုံးလည်းเนาะဘေးကင်းကြပါစေလို့မြန်မာပြည်သူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လုံးဝထပ်တူဝမ်းတဲ့ကြည့်ကြဲခံစားရပါတယ်စိတ်ကောင်းဖြစ်ရပါတယ်အားလုံးလည်းဒီမြေကလေးဘေးထဲမှာပေါ့เนาะလုတ်ကင်းကြပါစေကက်ချီသုံးပါနဲ့လည်းကင်းဝေးကြပါစေလို့ဆုတောင်းပေးပါတယ်လို့เนาะဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်